မောင်ချစ်တယ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 ်ဘယ်လိုချစ်တယ်မောင်ချစ်တာဒါပြီးပြီကျန်ပါဘာအမလဲခဏပေးကြည့်အောင်အားလို့ပဲကောင်းအဲ့ဒီမြောင်းရတော့ကျဲနေပြီနော်မောင်ဒါနေနေအစ်ကြော်ရဲ့ကြီးစားသားမျိုးတန်းပြီးမောင်းပေါ်ခိုင်းတာအဲ့ဒါကြီးခိုးပြီးမလားမသိဘူးအစ်နေနဲ့ဖွန်ကြောင်အောင်ကျောင်းပါလားသိလို့မရှိဟောလေဒီနေ့ရှိရလေဘယ်လိုလဲဟောရှိပို့ဆိုးရမယ်နော်ဟုတ်ကဲ့ကြောင်းကြားတယ်နော်ဒါကြောင့်ဟိုကညောင်းပါအဲ့ဒီချိန်မှာညီမလေးကပထမတော့နည်းနည်းတော့ဘူးတယ်နော်ဘူးတယ်ဒါပေမဲ့ညီမလေးကစကားတစ်ခုသူ့ပြန်ပြောရမယ်ကျမရဲ့တက်ကကျမမှာတတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေတော့ရှိတယ်ဒါပေမဲ့ကိုချင်းတိုက်မရွေးပါဘူးလို့ပြောပြီးတော့တခါလေးဖြည့်ပေးလိုက်ပါအခါပြောလိုက်တယ်လားဟုတ်လားမဟုတ်ပါဘူးဟုတ်လားတိုက်တာမိတော့ကတော့လူမိတော့လေဘူးလို့လားကိုယ်နဲ့တိုင်တိုင်းထွက်တယ်လားနော်အဲ့ချိန်မှာတရားသားဖြစ်သွားမယ်ဖြစ်သွားမယ်ဆိုတာရုပ်ရှင်ရဲ့နေရာဆိုတော့စိတ်ထဲမှာဘာမှမထားဘူးလက်ကလေးဖုန်းလေးတိုင်လိုက်မယ်နော်ပြီးရင်နော်အဲ့ဒါမျိုးလုပ်လို့ရတယ်မလားမင်းသားလည်းမင်းကရုပ်ရှင်ရိုက်ခွင့်ရမှလို့ရတယ်လေရပါတော့နော်ဒါလိုက်ပါကြောင်းပြောဟုတ်လေကိုကတော့ပဲပြောလေပြောဘူးအောင်ပါပေါ့အုံဆိုကဒီလိုပြောရဲအလူနဲ့မောင်ချစ်တယ်ချစ်တယ်ပြောမှာအေးချစ်တယ်ယူပြောမှာဖွင့်လာဟုတ်တယ်အဲ့ဒါမှပြန်ပေးလို့ရမှာပြန်ရိုက်မယ် run 2 3ဟဲ့ဟဲ့တဲ့ဆိုင်ပြန်ခေါ်ပြီးတော့အဲ့တော်တော်များနေပြီဟဲ့တော်မှလည်း3ခါလောက်ကြားနေတာလားမသိဘူးတဲ့ဟောလေဘာလဲစပေါ်ပေးနေပြီပြောလိုက်တော့ဘာလို့ဒီလိုချင်းချစ်နေလို့တဲ့မောင်ချစ်တယ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 ်ဘယ်လိုချစ်တယ်မောင်ချစ်တာထားလိုက်တော့ဖက်လို့ရပြီလေမနိုင်လားကဲโอเคဘယ်ကြမ်းလဲမင်္ဂလာပါစကားဟုတ်ပြီလားဟုတ်ရောက်ပြီနောက်ကျရင်တော့ဟုတ်တယ်ကားနေနဲ့ပြည့်နေရောဟုတ်ဟာဘာလို့ကြည်ရလဲဘာလဲလားဒီကတော်လာနေပါပြီတော့ညောင်းနေလေပါဘူးဒီကတော်လာနေအမကဘေးကျန်ပါဘာအမလဲခဏပေးကြည့်အောင်အားလို့ပဲကောင်းအဲ့ဒီမြောင်းရတော့ကျဲနေပြီနော်တမဲဟောလေဘောမှာမောင်လို့ခေါ်ဖို့လားနှခိုင်းတယ်ခေါ်ကြည့်ရှင်လားဘယ်လိုခေါ်ကြည့်ရမှာလဲအော်မောင်ဒါနေနေအစ်ကြော်ရဲ့ကြီးစားသားမျိုးတန်းပြီးမောင်းပေါ်ခိုင်းတာအဲ့ဒါကြီးခိုးပြီးမလားမသိဘူး